Hello အားလုံးပဲမင်္ဂလာပါဇက်ရန်နေစဉ်ဖြစ်ပါတယ်ဇက်ရခမိခွန်းလေး3ခုနဲ့အတူဗီဒီယိုလေးရိုက်ဖြစ်လိုက်ပါတယ်ဆိုတော့မိခွန်းလေးကဆရာပပီယွန်ရဲ့စာအုပ်ကနေကြံရရခဲ့တာပေါ့နော်ဘယ်စာအုပ်ဖြစ်လဲဆိုလို့ရှိရင်ဘုတ်ပိုင်ပလက်တီမေကြီးဆွဲစာအုပ်နဲ့ဇီးကွက်ချောင်းတရားပေါ်ကအဝါရောင်ဘုံဘုံရုပ်ကျိုးပြက်လေးဆွဲစာအုပ်ကိုဇင်ကတအုပ်ပြီးအုပ်စက်တိုက်ဖတ်ခဲ့တာပေါ့နော်ဆိုတော့အဲ့ကြောင်းကနေပြီးတော့ဇင်ဒီမိခွန်း3ခုရိုက်ခဲ့ပါတယ်နံပါတ်1မိခွန်းကရီစာရလွယ်နေတဲ့ခင်မှာဘာကြောင့်မို့စင်ကင်ဖြစ်နေရလဲဆိုရင်မိခွန်းပေါ့နော်ဒီမိခွန်းလေးတဲ့ခါမှာနောက်တစ်ခုထွက်လာပါတယ်လူတွေအနေနဲ့ဒီအချင်းနဲ့တွေ့တဲ့အခါမှာဘာလို့လုံးလက်စအရာတွေကြောင်ကြပြန်ဖြစ်ပြီးတော့လောက်ဆောင်တဲ့စွမ်းရည်တွေကြောက်ကုန်တာလဲပေါ့နော်ဆိုတော့နောက်ဆုံးမိခွန်းကအချစ်ဟာလူငယ်တွေရဲ့တိုးတက်ရေးလမ်းတွေကိုတက်တလားပေါ့နော်ဆိုတော့ဒီမိခွန်း3ခုပါဆိုတော့ဇင်ကစာအုပ်လေးကိုရင်မဆုံး intro ပြောပြမယ်ပေါ့နော်စောင်းလုံးကဆရာရဲ့အခက်ခဲဆုံးအချိန်တွေမှာတွေ့ခဲ့တဲ့မျိုးသမီးမြောက်အကြောင်းကိုရေးထားတာပေါ့နော်ဆိုတော့ဘုတ်ပိုင်ပလက်တီကဆရာရဲ့အသက်20ကျော်မှာတွေ့ခဲ့တဲ့အချက်ဖြစ်ပြီးတော့ဒီဘက်ချောင်းတရားပေါ်ကဝါရောင်ဝုံရုံကျိုးခွင့်လေးတဲ့စာအုပ်ကဆရာရဲ့30ကျော်မှာတွေ့ခဲ့တဲ့အချက်ရေးပါဆိုတော့ဒီနောက်ကိုဖတ်တဲ့အခါမှာဇင်တို့ဘာရမလဲဆိုလို့ရှိရင်ဇင်ကဇက်တိုက်ဖတ်ခဲ့တာဖြစ်တဲ့အကြောင်းမလို့ပေါ့နော်ဆရာရဲ့ငယ်ရွယ်တဲ့အချက်နဲ့ဒီရင်းချက်တဲ့အချက်ကိုကြပြန်နေခံစားရတယ်ပေါ့နော်ငယ်တုန်းကဆိုလို့ရှိရင်ငယ်ရွယ်တဲ့အချက်တွေရင်ခုန်မှုတွေစတူဒီယိုဆန်မှုတွေယူယူမိုက်ဆုံးဖြတ်ချက်တွေဒါတွေကိုခံစားရတယ်လို့အသက်30ကျော်ရေးထားခဲ့တဲ့အခါမှာကလေးကလားမဆန်တော့ဘဲနဲ့တကယ်အနှစ်တွေပေါ့နော်ဘယ်လိုပြောရမလဲလေးနက်မှုတွေအချက်ရဲ့လေးနက်မှုတွေဆိုတော့အဲ့လိုမျိုးတွေကိုခံစားရပါတယ်ဆိုတော့ try ကြည့်ကြဖို့ဇင်ကပြောချင်ပါတယ်ဆိုတော့မိခွန်းလေးဆက်သွားကြအောင်ပါနံပါတ်1အနေနဲ့ရီစာရလွယ်တဲ့ခင်မှာဘာကြောင့်စင်ငယ်ဖြစ်နေရလဲပေါ့နော်စင်ငယ်ဖြစ်နိုင်တဲ့အကြောင်းကအများကြီးရှိပါတယ်မိသားစုကြောင့်ပဲဖြစ်ဖြစ်စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ် trauma တစ်ခုအကြောင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးအများကြီးရှိနိုင်တဲ့ထဲကနေပြီးတော့ဇင်ကတိုးတက်ရေးလမ်းကြောင်းရှောက်နေတဲ့လူငယ်တွေအနေနဲ့ဇင်ကပြောချင်ပါတယ်ဆိုတော့ဇင်ပြောတဲ့တိုးတက်ရေးလမ်းကြောင်းရှောက်နေတဲ့လူဆိုတာကအကြီးတွေပေါ့နော်တက်ကျန်းကြီးတွေဖတ်ပြီးတော့ကျန်းကြီးကျုံးနေတဲ့ဘာညာတကအဲ့လိုမျိုးမဟုတ်ပေါ့နော်ဇင်တို့ခုလက်ရှိနေတဲ့လူထပ်ပြီးတော့ level မြင့်နိုင်တဲ့သူပေါ့နော်ကိုယ့်ကိုတနေ့မကောင်းတာထက်ကောင်းတာကိုပို့ပြီးတော့ညာအောင်လှုပ်ချင်တဲ့သူတွေကိုယ့်ကိုအတိတ်မြင့်နေတဲ့လူတွေဇင်ကပြောချင်တာဖြစ်ပါတယ်ဆိုတော့အဲ့လိုလူငယ်အနေနဲ့အထီးကျန်တွေကများတယ်စင်ကယ်တွေကများတယ်ပေါ့နော်ဘာလို့လဲလို့မိလိုက်တဲ့အခါမှာခုနပြောသလိုပဲနံပါတ်1မိကွန်းထွက်လာပါတယ်အချစ်ကလူတွေကိုလုံးလက်ဆရာတွေကြောင်ပြန်ဖြစ်ပြီးတော့လုံးဆောင်ဆိုင်ကြီးကြစီသလားပေါ့နော်ဆိုတော့ဒီမိကွန်းကအဲ့လိုလူတွေအတွက်နံပါတ်1အကြောက်ဆုံးပဲပေါ့နော်ဘာလဲဆိုရှင်သူတို့အတွက်ကတာမန်လူနေတဲ့ဆိုလို့ရှိရင်အချိန်ပေးနိုင်တော့တယ်ပေါ့နော်အချိန်ရန်ပွဲတဲ့အတွက်ကြောင့်မို့လို့ရဲသမျှလည်းသိခံနိုင်တော့တယ်ပေါ့နော်ဆိုတော့ဇင်တို့အနေနဲ့ကြတော့ကိုလုံးဆရာရှိရဲ့ຢာလုံနေတဲ့အခါမှာကလေးဆန်တဲ့သူတွေနဲ့ဇိမ်လုံးနဲ့အဆင်မပြေတော့ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကြီးကြီးကျယ်ကျယ်နိုင်တော့မဟုတ်တကယ်ပေါ့နော်ဘယ်လိုပြောလဲနားလေသူတွေနားလေတော့ပါတယ်ဘာလို့လဲဆိုတော့ဇိမ်ပြောချင်တာကကလေးကလားဆန်တယ်ဆိုတာမဟုတ်ကဒီကိုပဲလိုက်ပြီးတနေကုန်ပတ်ရစ်နေတဲ့လူမျိုးတွေတို့ဒါမှမဟုတ်လို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်သွယ်ဖြတ်ခိုင်းတာမျိုးတို့ဒါမှမဟုတ်သူ့ကိုပဲအချိန်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေလုံးဝအဆင်မပြေဘူးပေါ့နော်ဆိုတော့ဇိမ်တို့လူတွေဆိုတာကပတ်ဝန်းကျင်မျိုးရှိတယ်ကောင်းတဲ့လူတွေလူမျိုး network ကြီးတွေပြီးဆောက်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆက်သွယ်ဖြတ်ခိုင်းနေရလို့ဖြစ်သူ့ကိုပဲအချိန်ပေးရမယ်ဆိုပို့ဆိုးတယ်ပေါ့နော်ဇိမ်တို့အနေနဲ့ဇင်တို့ကကိုယ့်ကိုတိုးတက်နေရတိုးတက်အောင်လုပ်နေရလို့ဖြစ်အောင်ကိုယ့်အလုပ်ကိုပြီးအောင်လုပ်ရမှာနံပါတ်1ပေါ့နော်ဆိုတော့အဲ့အအတွက်ကြောင့်မလို့ဇင်တို့အနေနဲ့အချိန်ရမ်းမပေးနိုင်ဘူးဒါပေမဲ့မပေးနိုင်ဘူးဆိုတော့လုံးဝမပေးရတာမဟုတ်ဘူးပေါ့နော်ငယ်ဒီမှာအပေါ်ဆုံးကအချိန်ပဲလို့ပြောလိမ့်မယ်ဒါပေမဲ့လုပ်စရာတွေကိုလည်းကိုယ့်ကိုတိုးတက်အောင်လုပ်ရမယ်ငယ်တုန်းရွယ်တုန်းမှာလုပ်ရမှာဖြစ်တဲ့ကြောင့်မလို့ငယ်တုန်းရွယ်တုန်းမှာတိုးတက်ရေးလက်ကြောင့်လည်းရှောက်ရမယ်ဒီအချစ်ကိုလည်းမျှတအောင်လုပ်နိုင်မယ်ဆိုရင်ဇင်တို့အကောင်းဆုံးပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဇင်တို့ဒီလူတွေအနေနဲ့ဒီဟာကနံပါတ်1ရေးချင်လို့ဇင်ထင်ပါတယ်အဲ့ဒါကြောင့်မလို့ဇင်တို့ဒီလိုမျိုးလုပ်နေတဲ့လူငယ်တွေကအပေါ်ကိုတက်နေတာပါဆိုတော့အဲ့ဒါကိုဒီလိုမျိုးမဟုတ်ကရစ်နေရခံပြီးတော့အောက်ကျခံပြီးလို့စိတ်မထင်ဘူးအောက်ကျရဲဆိုတာအဲ့လိုမျိုးလေအချစ်ကိုရွေးချယ်သွားတဲ့လူတွေပေါ့ဥမာနေနဲ့ဆိုလို့ရှိရင်ကြောင်းတက်နေတာလည်းမိမယူပြီးကြောင်းထွက်သွားတဲ့လူတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝါသနာကိုဆွတ်လွတ်ပြီးတော့အင်ရှင်မလုပ်လိုက်တဲ့လူတွေပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲနိုင်ငံခြားသွားမလို့ဒီအချစ်ကြောင်းမလို့မထွက်ဖဲနေပေါ့နော်ဆိုတော့မထွက်လိုက်ရတာပဲဖြစ်ဖြစ်ဆိုတော့ဒါမျိုးတွေအများကြီးရှိရပေါ့နော်ကိုရွေးချယ်မှုပေါ့မူတည်ပေမဲ့ဇင်ကတော့နှစ်ခုစလုံးကိုရွေးချယ်ခြင်းပါတယ်အဲ့ဒါကြောင့်မို့ဇင်နံပါတ်3မိခွန်းအနေနဲ့အချစ်ကလူငယ်တွေရဲ့တက်ရေးလမ်းကိုတက်တလားဆိုရင်မိခွန်းထွက်လာတယ်ပေါ့နော်ဆိုတော့ဇင်အနေနဲ့နှစ်ခုစလုံးဖြေးပါမယ်ကိုယ့်ရဲ့ဝါသနာတွေကိုလုပ်ချင်တဲ့ຢာတွေကိုလည်းဇင်လက်လုံးမခံဘူးစူးစမ်းနေတဲ့လူငယ်အနေနဲ့အနာဂတ်တွေရှိရယ် plan တွေရှိရယ်သူတို့မှလုပ်စရာလုပ်ပြီးအများကြီးရှိရယ်ဆိုတော့ဒီဟာတွေကိုလည်းရအောင်လုပ်မယ်ပြီးတော့ကိုယ့်ရဲ့အခြေအနေကိုလည်းမစွန့်လွတ်ဘူးနော်ဘာလို့အဲ့လိုမစွန့်လွတ်ဘူးလို့ပြောရလဲဆိုလို့ရှိရင်ဆရာပပီယွန်စာအုပ်ထဲမှာဆိုလို့ရှိရင်ပေါ့နော်ဆရာပပီယွန်ကသူ့ရဲ့အခက်အခဲဆုံးအချိန်တွေမှာကောင်မလေးနဲ့တွေ့ခဲ့နှစ်ယောက်စလုံးကအခက်အခဲဆုံးအချိန်မှာတွေ့ခဲ့ရပါတော့ဘယ်လောက်တောင်အခက်အခဲလဲဆိုရင်ဆရာပပီယွန်ကသူ့ရဲ့စားစရာတောင်နိုင်ရှာနေရအောင်အကြောင်းစရိတ်နဲ့နိုင်ငံခြားမှာကြောက်တက်တာဖြစ်တဲ့ကြောင့်မို့လို့ဒါတော်တော်လေးကြမ်းတမ်းခက်ခဲခဲ့ပေါ့နော်အလုပ်ကျန်းမှန်များအကုန်လုံးခဲ့ရအဲ့လိုချိန်မှာရီစားဖို့တောက်ဖို့တောင်နိုင်ဆိုရင်လူကရီစားထားဖို့အုံနောက်ထဲမှာမတွေးမိလောက်ပေါ့နော်ဒါပေမဲ့လည်းဒါကောင်မလေးရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာလည်းဇိမ်ခုပြောသလိုပေါ့နော်ရီစားရတိုင်းလည်းမကောင်းတာမဟုတ်ဘူးပေါ့နော်ဆိုတော့ဇိမ်တို့လိုမျိုးလူငယ်တွေအနေနဲ့အခြေရေးအဓိကဒါဇင်တို့အသက်အရွယ်နေဆိုရင်ဒါအခြေရေးကရေးကြီးနေသေးပဲပေါ့နော်ဆိုတော့အဲ့ကြောင့်မို့လို့ဒါလူတိုင်းကရေးစားလိုချင်မှာပေါ့နော်ကောင်းဘယ်လိုပြောမလဲကိုယ့်အတွက်တကယ်စစ်မှန်တဲ့လူကတော့လိုချင်ကြရမယ်ပေါ့နော်ဆိုတော့ဖြစ်တဲ့ကြောင့်မို့လို့ဇင်တို့လူငယ်တွေလည်းစဉ်းစားရပေါ့နော်ငါတို့ကကိုယ့်ကို update မြင့်နေတာအချိန်ကသိမ့်မရှိဘူးသူတို့ကိုအချိန်ပေးနိုင်မှာမလားမဖြစ်ဘူးငါတို့ပဲလုပ်ဆရာရလောက်ရမယ်အဲ့လိုမျိုးမတွေးဘူးဇင်ကပြောချင်ပါတယ်ဘာလို့ဆိုရင်ဒါဆရာပပီယွန်ဆိုရင်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်ဒီမှာတော့မှဒီကောင်မလေးထားလိုက်တဲ့အခါမှာပေါ့နော်တကယ်ကောင်းတဲ့သူဆိုလို့ရှိရင်ပေါ့နော် supporting ဖြစ်တယ်ဆိုတဲ့အကြောင်းဇင်ကပြောချင်တာပါဆိုတော့အဲ့ချိန်တုန်းကပေါ့နော်ဒီကောင်မလေးတွေဆိုလို့ရှိရင်တော်တော် support ပေးခဲ့ပေါ့နော်ဘယ်တော့တော့သူ့အတွက်ကျိုးရှိလဲဆိုလို့ရှိရင်ဒါသူ့တငယ်ချင်းတွေလက်လျှော့တယ်ကိုယ့်ကိုတက်သေးတာဖြစ်တယ်အဲ့ချိန်မှာသူကလက်မလျှော့ခဲ့ဘူးပေါ့နော်ဘယ်လောက်ခက်ခဲအော်သူရှိပါလားဆိုတဲ့စိတ်နဲ့
ဆက်ပြီးတော့စူးစမ်းခြင်းတွေရှိတယ်အချစ်ဆိုတာလည်းတည့်ရတိုင်းပဲပေါ့နော်ချစ်လာပြီဆိုလို့ရှိရင်သူ့အတွက်အကောင်းဆုံးဖြစ်ပေးခြင်းနဲ့ကိုယ့်ကိုဒီထက်ပိုကောင်းတဲ့လူဖြစ်ခြင်းနဲ့ပေါ့နော်ဒီလိုစိတ်တွေလည်းဖြစ်လာဖြစ်ကြောင်မို့လို့အချင်းလူဆိုတာကအမြဲတမ်းမိုဒီအပြည့်နဲ့တက်ကြွနေရမှာမဟုတ်ဘူးဘာမှမလုပ်ချင်တဲ့ချိန်ရှိရဘာမှမပြောချင်တဲ့ချိန်ရှိရဆိုတော့အဲ့လိုချိန်တွေမှာအော်သူရှိသေးပါလားဆိုတဲ့စိတ်နဲ့စူးစမ်းတာမျိုးဖြစ်လာနိုင်ပါတယ်ဆိုတော့အဲ့လိုလူဆိုတာလည်းခက်တယ်ပေါ့နော်တော့ခက်တယ်ဆိုတဲ့အကြောင်းမို့လို့တခြားတော့ရှာရမှာပေါ့နော်ဆိုတော့အဲ့လိုလူတွေရှိလာတယ်ဆိုလို့ရှိရင်လည်းတကားပိတ်မထားဘူးဇင်ကပြောချင်တယ်ဆိုတော့ဘလို့စိတ်နဲ့ပဲကိုကတယောက်တည်းဖြစ်နေပေါ့နော်တကယ်တမိုးထားတဲ့သူကိုတကယ်ချစ်တဲ့သူဖြစ်လာလို့ရှင်တကားပိတ်မထားဘူးဇင်ကအဓိကဒီဗီဒီယိုမှာ message ပြောချင်တာပေါ့နော်ဆရာပပီယောအနေနဲ့လည်းဒါသူ့အနေထားနဲ့ပေါ့နော်ဘယ်လိုပြောမလဲရီးစားတောင်ထားဖို့နိုင်ဖြစ်နေတဲ့အချိန်မှာပေါ့တကယ် supporting ပေးနိုင်တဲ့ချစ်သူရလိုက်တဲ့အခါမှာသူ့အတွက်အများကြီးကိုတမိုးရှိခဲ့တဲ့အချိန်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့အတွက်ကလက်လွတ်ဆုံးရှုံးလိုက်ရပါတယ်ဒါကတော့စာအုပ်ဖတ်ကြည့်ပေါ့နော်ဘာလို့လဲတော့မပြောတော့ဘူးဆိုတော့ဒီဗီဒီယိုအနေနဲ့ဇင်နောက်ဆုံး message ပေးချင်တာကတော့ကိုကဘယ်လောက်ပဲတူတအောင်လုပ်နေဘယ်လောက်ပဲစူးစမ်းပေါ့နော်တကယ်ကိုတမိုးထားပေးနေသူနားလည်ပေးနေသူပေါ်လာပြီဆိုလို့ရှိရင်ဇင်တို့အနေနဲ့လက်မလွတ်ဖို့ပေါ့ကြံရင်ပေးချင်ပါတယ်နောက်ချိန်မှာနောက်နာမရစေဘူးပေါ့နော်ဇင်ကပြောချင်ပါတယ်ဆိုတော့အခုထိလည်းတယောက်တည်းရှိနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဇင်တို့စိတ်ဓာတ်မကျနဲ့ပေါ့နော်အကောင်းဆုံးຢာတွေကနောက်ဆုံးမှရောက်လာတာဖြစ်တဲ့ကြောင့်မို့လို့ဒါကိုလည်းပြောရင်းပေါ့နော်နောက်ဆုံးမှအကောင်းဆုံးຢာတွေဆိုတာနောက်မှလာတာပါဆိုတော့ဇင်တို့ကောင်းတာတွေလိုချင်မယ်ဆိုလို့ရှိရင်ဇင်တို့အချိန်ယူရမယ်တိခံနိုင်ရမယ်ဆိုတော့ဇင်တို့ဆက်ပြီးတော့ကိုအကောင်းဆုံးຢာတွေကိုအကောင်းဆုံးလုပ်ပြီးတော့နေမယ်ပေါ့နော်ဇင်တို့လိုချင်တာတယောက်တည်းပဲကွာတယောက်တည်းပဲဖြစ်တဲ့အကြောင်းမို့လို့တစ်ချိန်တော့ရလာမှာပဲကွာဒီလားဆိုတော့မရလဲဘာမှတော့ပြဿနာမရှိဘူးပေါ့နော်ရလာရင်တော့အကောင်းဆုံးပေါ့ဆိုတော့ကိုယ့်အတွက်အကောင်းဆုံးကိုတွေ့လာတဲ့ခါကြလို့ရှိရင်လည်းဒီမျက်စိမှိတ်ပြီးတော့တခါကြီးပိတ်မနေဘူးပေါ့နော်ကိုယ့်ကိုလည်းအကောင်းဆုံးစူးစမ်းပြီးတော့ရလာတယ်ဆိုလို့ရှိရင်လည်းလက်ခံပေးမယ်ပေါ့နော်အကောင်းဆုံးဖန်ဆုပ်နိုင်မှုသင်ကအဲ့ message လေးကိုပေးချင်ပါတယ်ဆိုတော့အခုထိပေါ့နော်ဒီလိုမျိုးသူများနေဆိုလို့ရှိရင်လည်းတယောက်ကိုတယောက် support ပေးရင်းနဲ့အတွဲလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒါအကောင်းဆုံးဒီ relationship တွေကိုတန်ဖိုးထားကြပါလို့ပြန်ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကလောက်ပါပဲအားလုံး bye bye